မင်္ဂလာပါဒီရှယ်တို့ Grade 12 Biology Chapter 1ရဲ့ 1.2.1 Agriculture, Horticulture and Hydroponiculture အကြောင်းလေးကိုကြည့်ကြရအောင်။ဒီရှယ်တို့ Grade 12 Biology Chapter 1ကိုအပိုင်းအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒါကဒုတိယပိုင်းမြောက်ပေါ့နော်။ပထမဆုံးပိုင်းကကြတော့ Things of Biology ရဲ့သင်၅ခုအကြောင်းကိုရှင်းပြီးခဲ့ပြီးအခုဒုတိယပိုင်းအနေနဲ့ကာချာ၃ခုဖြစ်တဲ့Agriculture, Horticulture နဲ့ Hydroponiculture အကြောင်းကိုကြည့်ကြည့်မယ်။ငါတို့ရဲ့ introduction အနေနဲ့ဆိုရင်the food that we consume ကျွန်တော်တို့စားသုံးလိုက်တဲ့အစားအစာတွေက is the result of agriculture စိုက်ပျိုးခြင်းကနေပြီးတော့ရလာတဲ့ရလဒ်တွေဖြစ်တယ်။ဒီပြန်ပြောမယ်နော် the food that we consume is the result of agriculture. Humans and animals depend on the agricultural products for sustaining themselves. Humans လူသားတွေရဲ့ and animals တိရစ္ဆာန်တွေရဲ့ကတဲ့depend on မိခိုနေရပါတယ် the agricultural products ဒီစိုက်ပျိုးရေးကနေထွက်လာတဲ့ကုန်ပစ္စည်းတွေပေါ်မှာမိခိုနေရတယ် for sustaining themselves သူတို့ဆက်လက်အသက်ရှင်နိုင်ဖို့ရည်တည်နိုင်ဖို့ရန်အတွက်စိုက်ပျိုးရေးကနေထွက်လာတဲ့ product တွေပေါ်မှာမိခိုနေရတယ်ဟုတ်ပြီပါတယ်လဲဆိုရင် fruits သီးတွေ vegetable ဟင်းသီးဟင်းရွက်တွေ grain စေတွေနဲ့ pulse ပဲမျိုးမျိုး wines စီတွေ sugar တရားတွေဒီ coffee နဲ့ other foods တခြားသောအစားအစာတွေပေါ့နော်ဒါတွေအားလုံးဒီ are obtained from the plants အပင်တွေကပဲရတယ်ဒါကြောင့်မလို့သူတို့ဆက်လက်သက်ရှင်ဖို့ရန်အတွက်ဆိုလို့ရှိရင် agricultural products တွေပေါ်မှာမိခိုနေရတယ်လို့ပြောထားတယ်ဟုတ်ပြီဆိုရင်ပထမဆုံးတစ်ပိုင်းအနေနဲ့ agriculture အကြောင်းလေးကိုကြည့်ကြည့်မယ် agriculture ဆိုတာစိုက်ပျိုးရေးအဲ့တော့ agriculture က is defined to produce commodities agriculture လို့ပြောလိုက်လို့ရှင်သူ့ကိုအသေးပဲတက်မှတ်နိုင်တာက to produce ထုတ်ပေးနိုင်တယ် commodity လို့ခေါ်တဲ့လူသုံးကုန်ပစ္စည်းတွေထုတ်ပေးနိုင်တယ် which maintain life သူတို့ရဲ့ပေါ့နော်သက်ရှိတွေရဲ့ဘဝတွေကိုထိန်းသိမ်းပေးနိုင်တယ်ဆက်လက်သက်ရှင်စေနိုင်တယ် commodity လူသုံးကုန်ပစ္စည်းတွေကိုထုတ်ပေးနိုင်တယ် including food, fibers, forest products, agricultural crops, horticultural crops and their related service ဟုတ်သူတို့ထုတ်ပေးနိုင်တဲ့ commodity တွေက food အစားအစာတွေပါမယ် fiber အမြင်တွေရဲ့နောက်တစ်ခုက forest product တွေတော့ကထွက်လာတဲ့ပစ္စည်းတွေရဲ့ agricultural crops စိုက်ပျိုးရေးသီးနှံတွေရဲ့ horticultural crops ဒီဗတ်မှန်ဥယျာဉ်ကနေရလာမယ့်ပစ္စည်းတွေကောက်ပဲသီးနှံပင်တွေရဲ့ and they are related service သူတို့ကနေရရှိနိုင်တဲ့နောက်ထပ်ဝန်ဆောင်မှုမျိုးမျိုးတွေဖြစ်ပါတယ်တဲ့နောက်တစ်ခုကကျတော့ agricultural crops လို့ပြောလိုက်တာ ਨੇ ဒီစိုက်ပျိုးရေးသီးနှံပစ္စည်းဆိုတာက main food or fiber commodity ဒီအစားအစာနဲ့ fiber ရလာတယ်ပေါ့နော်လူသုံးကုန်ပစ္စည်းဖြစ်တယ်အဲ့ဒီဟာတွေကို fiber တွေ food တွေကို grow စိုက်ပျိုးကြတယ် forage ပြန်လည်ရောင်းချဖို့ရန်အတွက်စိုက်ပျိုးတယ်လို့ဒါမှမဟုတ်ရှင်လဲ commercial or economic purpose စီးပွားရေးအရာရည်ရွယ်ချက်ကြီးစိုက်ပျိုးတာလည်းဖြစ်နိုင်တယ်အဲ့ဒါတွေကနေပြီးရနိုင်တဲ့ agricultural product တွေကနေ that provide ပေးစွမ်းနိုင်တာကကြတော့ food အစားအစာတွေရနိုင်မယ်ဒီစိုက်ပျိုးရေးကနေပြီးတော့ clothing ဟိုစားတွေလည်းရနိုင်တယ် or animal feed ဒီတိရစ္ဆာန်တွေအတွက်အစားအစာတွေလည်းရနိုင်တယ် and include nursery products နောက်တစ်ခုကကြတော့ nursery product လို့ပြောတဲ့ဒီပန်းပေါ့နော်ဒီပန်းလှပျိုးတဲ့သူတွေစိုက်ပျိုးတဲ့ထွက်ကုန်တွေလည်းပါဝင်တယ် and florist item ပန်းလှဆင်တဲ့ပစ္စည်းတွေ while in the hands of a nursery grower ပန်းလှဆင်စိုက်ပျိုးတဲ့သူတွေမှာဆိုလို့ရှိရင်ဒီပန်းလှဆင်တဲ့ပစ္စည်းတွေလည်းပါဝင်နိုင်တယ်agricultural crops လို့ပြောလိုက်တာ ਨੇ ဒီစိုက်ပျိုးရေးသီးနှံပစ္စည်းဆိုတာက main food or fiber commodity ဒီလူသုံးကုန်ပစ္စည်းတွေဖြစ်တဲ့အစားအစာတွေအဝတ်ထည်တွေရနိုင်တဲ့ food တွေ fiber တွေဖြစ်နိုင်တယ်အဲ့ဒါတွေကို grow စိုက်ပျိုးတယ် forage ပြန်လည်ရောင်းချဖို့ရန် or commercial or economic purpose စီးပွားရေးအနေနဲ့ရည်ရွယ်ချက်နဲ့စိုက်ပျိုးကြတယ် and that provide agricultural crops တွေကပေးစွမ်းနိုင်တာက food အစားအစာတွေ clothing အဝတ်စားတွေ animal feed တိရစ္ဆာန်တွေကျွေးနိုင်တဲ့အစားအစာတွေနဲ့ include nursery products nursery product လို့ပြောတဲ့ဒီပန်းလှဆင်တဲ့သူပေါ့နော်ပန်းမှန်ပြိုးတဲ့သူတွေကနေထုတ်နိုင်တဲ့ပစ္စည်းတွေ florist item ပန်းလှဆင်ပစ္စည်းတွေ while in the hands of a nursery grower ပန်းလှဆင်စိုက်ပျိုးတဲ့သူတွေစီမှာရှိနိုင်ပါတယ်တဲ့ global major agricultural products global ကမ္ဘာလုံးဆိုင်ရာအဓိကစိုက်ပျိုးတဲ့ထွက်ကုန်ကတော့တဲ့ can be broadly grouped အုပ်စုခွဲလိုက်မယ်ဆိုလို့ရှိရင်တော့ food ရဲ့ fiber ရဲ့ fuel ရဲ့ raw material suggest fiber food အစားအစာ fiber အမြင် fuel လောင်စာဆီနဲ့ raw material ကုန်ကျပစ္စည်းဖြစ်တဲ့ suggest ဥမာအပြင် rubber ပစ္စည်းတွေလိုမျိုးဖြစ်ပါတယ်တဲ့မြန်မာ agricultural export မြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးတင်ပို့ကုန်ကတော့ include ပါဝင်တာက rice စပါးဖြစ်မယ် maize ပြောင်းမူရဲ့ black gram green gram pigeon bean chili, sesame, onion, tamarind, raw rubber, vegetables and fruit
ဟုတ်ပြီမြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးတင်ပို့ကုန်တွေကတော့ rice ဆန်စပါး maize ပြောင်းမူ black gram မပဲ green gram green gram ပဲတီစိမ်းဘေးချင်းဘီဘေးစင်ကုန်ချစ်ပီကလဘဲစစမီနန်အော်နီယိုချက်သွန်တမရင်မချီရောရာဘာပစ္စည်းတွေရဲ့ vegetables and fruit သီးရွက်နဲ့အသီးတွေပဲဖြစ်ပါတယ်တဲ့ commercially cultivating agricultural crops မြန်မာနိုင်ငံမှာကကျတော့စီးပွားရေးအနေနဲ့ cultivating စိုက်ပျိုးတဲ့ agricultural crops စိုက်ပျိုးရေးတင်တဲ့ပစ္စည်းကတော့ mainly cereal mainly အဓိကအပြင်တော့သူက cereal လို့ခေါ်တဲ့တီထွတ်တီးနှံပေါ့နော်ကောက်ပဲတီးနှံဖြစ်တဲ့ pulse ပဲမျိုး and white seed plant white seed crop seed ထွက်တဲ့တီးနှံစီတွေကိုစိုက်ပျိုးကြတယ်မြန်မာ fans are well diversified မြန်မာရဲ့လေကွက်တွေက well diversified ကွဲပြားကြတယ် with most fan ဒီလေကွက်အများစုကတော့ producing rice paddy and ဒီဆန်စပါးကိုထုတ်လုပ်တဲ့လေကွက်အများစုက during the monsoon season ဒီမုတ်တုံရာသီပေါ့နော်မုတ်တုံရာသီမှာစိုက်ပျိုးတယ် and other crops တခြားသောကပတ်တီးနှံတွေဖြစ်တဲ့ such as beans, pork, white seed and maize ပဲမျိုးတွေနောက်ပြီးစီထွက်တီးနှံအနေနဲ့ပြောင်းမှုတွေဖြစ်တဲ့ဒါတွေကိုကြတော့ during the cool and dry season အေးမြပြီး၆သွေးတဲ့ရာသီဥတုမှာပဲတွေကိုစိုက်ပြီးတော့monsoon season ကကြတော့သူက rice paddy လို့ခေါ်တဲ့ဆန်စပါးကိုစိုက်တယ်ကမှ rice ကိုကြည့်မယ် rice ကရဲ့သိပ္ပံနာမည်က Oryza sativa အခုဒီရှယ်တို့ကscientific name တွေကို genus ကတစ်ကြောင်း species ကတစ်ကြောင်းအဲ့လိုမြင်သားပေးရမယ်နှစ်ခုတွဲပြီးလည်းမသားရဘူးအောက်ကနေနှစ်ကြောင်းလည်းမသားရဘူးပေါ့နော်အဲ့တော့ rice Oryza sativa လို့ခေါ်တဲ့ဆန်စပါးက protein ချင်းသူ့ရဲ့ထုတ်လုပ်ပုံကတော့ is based on its environment ပတ်ဝန်းကျင်ပေါ်မှာမိခွနေတယ်ဟုတ်ပြီမိခွလာတဲ့အခါမှာရလာတာတွေကကျတော့ resulting in rain fed lowland rice မြေနေစပါးပေါ့နော်အားကြောင့် winter rice ဆောင်းစပါး deep water rice ရေနေစပါးနဲ့ upland rice တောင်ပေါ်ဒေသမှာထွက်တဲ့တောင်ပေါ်စပါးတွေ and irrigated rice ရေသွင်းတဲ့စပါးတွေဆိုပြီးတော့ဖြစ်ပေါ်လာတယ် out of the 3 distinct season ဒီရာသီဥတု3ခုအနက်ဆိုလို့ရှိရင် the monsoon season လို့ခေါ်တဲ့မုတ်တုံရာသီဥတုက is the main rice production season ဆန်စပါးထုတ်တဲ့အဓိကရာသီဥတုဖြစ်တယ်ဘာကြောင့်ဒီ monsoon season မုတ်တုံရာသီပေါ့နော်မှာထုတ်တာလဲဆိုလို့ရှိရင် rice paddy ဆန်စပါးပင်တွေက rely on မိခိုနေရတယ်တဲ့ copious amount of water ကြီးပမာဏအများကြီးပေါ်မှာ copious ဆိုတာအများကြီးကိုပြောတာ copious amount ဆိုပမာဏအများကြီးလိုအပ်တယ်and there are two dominant rice production system ဆန်စပါးဒီကထုတ်လုပ်တဲ့စတင်တစ်ခုကကြတော့ rainfed lowland နဲ့ irrigated lowland ဒါကကြတော့ rainfed lowland ကကြတော့မြေနေပြန်စပါးလို့လည်းပြောလို့ရတယ်and irrigated lowland သူကကြတော့ရေသွင်းပြီး10တောက်ပေါ့နော်10တောက်စပါးလို့မြေရေသွင်းစိုက်ပြရတယ်ဒီနေ့ဖြစ်တယ် The traditional methods for cultivating rice ဒီဆန်စပါးကို cultivating စိုက်ပျိုးတဲ့အခါမှာတမယိုးကျနီလန်းကတော့ is floating the field ဒီလေခွင်းထဲမှာ is flooding ရေတွေအများကြီးထည့်ထားပါတော့ is flooding the field while or after setting the young seedling ဒီပြိုးပင်ငယ်လေးတွေကိုစိုက်နေတဲ့အတော်အတွင်းစိုက်ပြီးတဲ့နောက်မှာဒီလေခွင်းထဲမှာရေတွေအများကြီးရှိနေရမယ်တဲ့အဲ့ဒါကကျတော့ traditional method and this simple method အဲ့လိုမျိုးရိုးရှင်းတဲ့နီလန်းလေးက requires လိုအပ်တယ် sound irrigation planning ရေပေါ့နော်ရေသွင်းတဲ့စနစ်ကောင်းဖို့လိုအပ်တယ် but reduce အဲ့လိုမျိုးကောင်းရေရှိတယ်ဆိုလို့ရှိရင်သူကဘာဖြစ်စေနိုင်လဲဆိုရင် reduce ချော့ချပေးနိုင်တယ် the grow or less robust wheat and bust plants ဒီစပါးပြုတ်မှာကြောက်နေတဲ့ဖြတ်ပိုးတွေပေါင်းပင်တွေရဲ့ဓာတ်ကိုလည်းခံနိုင်ရရှိတယ် and that have no summer growth state ဒီသူတို့အပင်ကိုပေါ့နော်ကြီးထွားတဲ့အခါမှာဆိုလို့ရှိရင်လုံးဝရောနေမြုပ်နေရမှာတော့မဟုတ်ဘူးနည်းနည်းလေးတော့ပေါ့နော်အပေါ်ကနေပြီးတော့ခြံထားရမယ်စပါးပင်အောက်တည်ချင်ရဖို့ပေါ့နော်ဘလို့ရှိရင်ဒီလိုမျိုးရေရှိနေခြင်းကပေါင်းပင်တွေကိုလည်းသူကဒီဖောင်းမှုကိုလည်းနှေးစေတယ်လို့ကြားရောက်မဲ့ပိုးမွားတွေကိုလည်းထိတာပါမယ်ကြားရောက်တဲ့ပိုးမွားတွေကိုလည်းသူကထိတာဆိုတာဟန်တာပေးနိုင်တယ် Fire flashing is not mandatory for the cultivation of rice ဆန်းကြောက်ကဘာစိုက်ပျိုးရအတွက်ဆိုလို့ရှိရင်ဒီရေအများကြီးဖြစ်ဖို့ရန်အတွက်ဆိုလို့ရှိရင်သူကရေကြီးရပေါ့နော်all other methods of irrigation ပြောချင်တာကအခုဆယ်မရှိတဲ့ဆယ်မရှိတဲ့ data တွေမှာဆိုလို့ရှိရင်ဒီလိုမိုးရွာတဲ့အခါမှာရေအများကြီးရှိဖို့လိုအပ်တယ်အဲ့လိုမျိုးရေမရှိနိုင်ဘူးဆိုလို့ရှိရင်လေတခြားသောနည်းလမ်းတွေအတွက်ကိုယ်ကစဉ်းစားထားရမယ်while flooding is not mandatory for the cultivation of rice ဒါမရနိုင်ဘူးရေမရှိနိုင်ဘူးဆိုလို့ရှိရင် all other methods of irrigation တခြားသောရေသွင်းစိုက်ပျိုးနိုင်တဲ့နည်းလမ်းအလုံးကတော့ require လိုအပ်တယ် higher effort in weed and pest control during growth period ဒီစပါးပင်တွေကြီးထွားနေတဲ့အချိန်မှာပေါင်းပင်တွေကြားရောက်နေတဲ့ပိုးမွားတွေကိုထိ